အားလုံးပဲမင်္ဂလာပါဒေါက်တာအောင်လူဘလော့မှာပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်မနေ့ကကျွန်တော်ဒီအခုလိုပူပြင်းတဲ့ຫນွေရာသီမှာဖြစ်တဲ့ heat stroke ရဲ့လက္ခဏာလေးအကြောင်းကျွန်တော်မနေ့က sharing လုပ်ပေးခဲ့ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီ heat stroke ကိုမဖြစ်အောင်ကာကွယ်လို့ရမယ့်နည်းလမ်းလေးတွေကိုကျွန်တော်ဒီနေ့ထပ်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒီ heat stroke ကိုမဖြစ်အောင်ကာကွယ်လို့ရတာတော့ကျွန်တော်က3နည်းနဲ့ဒါစဉ်းစားထားတယ်ပေါ့နော်အဲ့တော့ပထမနည်းကကျွန်တော်တို့ရဲ့ဒီ hydration ပေါ့ဒီ hydration ဆိုတာကျွန်တော်တို့ရဲ့ရေတောက်တာပေါ့တကယ်ပြောရရင်တော့ hydration strategy ကိုဒါပြင်ဖို့ပေါ့နော်ဒီနည်းနဲ့ဒါစဉ်းစားလို့ရတယ်ဒုတိယတနည်းကြတော့ကျွန်တော်တို့ရဲ့ clothing အဝတ်အစားနဲ့ sun protection နေရောင်ခြည်ကိုကာကွယ်လို့ရမယ်ဒါပုံစံပေါ့အဲ့လာနဲ့စဉ်းစားလို့ရတယ်နံပါတ်3ချက်ကတော့ကျွန်တော်တို့ရဲ့ဒီ environment ကိုကျွန်တော်တို့ချိန်ပြီးတော့အလုပ်လုပ်လို့ရတယ် environment ရယ်ပြီးတော့ဒီပေါ့နေထွက်တဲ့ဒါ schedule ပေါ့အချိန်နဲ့ချိန်ပြီးတော့ဒါမဖြစ်အောင်ကာကွယ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့အခု sharing လုပ်ပေးချင်တာကတော့ကာကွယ်လို့ရမယ် heat stroke ကိုကာကွယ်လို့ရမယ်နည်းလမ်းလေးတွေကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးပါမယ်အဲ့တော့နံပါတ်1အချက်အနေနဲ့ကျွန်တော်တို့ဒီ hydration strategy ပေါ့ရေတောက်တာကိုကျွန်တော်တို့ဘယ်လိုမျိုးစီစဉ်လို့ရလဲပေါ့ဘယ်လိုစီစဉ်လို့ရလဲဆိုတော့အလန်းပေးပြီးတော့လုပ်လို့ရတယ်တကယ်ပြောရရင်တော့တဲ့မိနစ်20ကိုတစ်ခါရေတစ်ခွက်တောက်တင်တယ်ပေါ့တကယ်ပြောရရင်ရေငတ်တဲ့အထိမစောက်ရဘူးတဲ့ရေငတ်တဲ့အထိမစောက်ရဘူးမိနစ်20ကိုအလန်းတစ်ခါလှုပ်ထားလို့ရတယ်ရေတစ်ခွက်မှာ8အောင်စပါတယ်အဲ့လိုဆိုတော့8အောင်စဆိုတော့ကျွန်တော်8324ဆိုတော့ဒီအခုကျွန်တော်တို့တနာရီမှာရေ3ခွက်လောက်ဒါဝင်တဲ့သဘောဖြစ်သွားမယ်ရေတစ်ခွက်နော်ရေတစ်ခွက်က8အောင်စပါတယ်တကယ်ပြောရရင်အဲ့ဒါဆိုရင်သတိထားမယ့်အချက်တော့ရှိတယ်ဒီမှာဘာလဲဆိုတော့တနာရီအတွင်းကိုတော့တဲ့48အောင်စထက်ပိုလို့တော့မရဘူးရေကလည်းတကယ်ပြောရရင်ကျွန်တော်တို့ကအနည်းဆုံးတစ်ရက်ကိုဒါ2လီတာနဲ့3လီတာဒါတောက်ရမယ်ပေါ့နော်တောက်နိုင်ရမယ်ပေါ့နော်အဲ့ထက်ကျော်ရင်လည်းဒါ water ဒါ toxification ဖြစ်တတ်တယ်ဒါဖြစ်နိုင်တဲ့ပြဿနာပေါ့နော်ရေအများကြီးတောက်လွန်းရင်လည်းအဆင်မပြေဘူးဒါမဲ့မတောက်လို့လည်းမရဘူးသူ့အချိန်နဲ့သူပေါ့ဒါမဲ့ကျွန်တော်ကတော့ပြင်းမြအမြဲတမ်းလူတယောက်မှာအကျဲမြင့်တွက်ရင်တော့ဒါ3လီတာနဲ့အကျဲမြင့်တွက်လို့ရတယ်တစ်ရက်ကို3လီတာလောက်တောက်ရင်ဒါလုံလောက်မှုရှိတယ်ပေါ့အနည်းဆုံး2လီတာပေါ့အဲ့ဒီဝင်းကျင်ကိုဒါဝင်အောင်တောက်နိုင်ရင်ဒါအဆင်ပြေတယ်ဒါပေမဲ့လူနာတော်တော်များများလူကြီးပိုင်းအစားပေါ့နော်ရေတောက်ခိုင်းရင်အရင်ကြီးရတယ်2လီတာမပြေးတဲ့လူနဲ့အမျိုးမျိုးရှိတယ်ရေတောက်တာနဲကြတယ်ပေါ့နော်တကယ်ပြောရရင်တော့ဒီ2လီတာနဲ့3လီတာအတွင်းလောက်တော့ဝင်အောင်တောက်စေချင်တယ်ပေါ့အဲ့မှာတချို့ဆိုရင်ဒါကျွန်တော်တို့ဒီဆေးကန်းတွေမှာရောက်လာရင်ဒါဟိုတလောကရောက်လာတဲ့အဖိုးတယောက်ဆိုရင်ဒါရေတောက်တာနေတာအဲ့တော့သူ့ရဲ့ green က6နေတယ်ပြီးတော့ရှာတွေကွဲတာကိုဆေးကန်းကိုလာပြတာပေါ့နော်ဆေးကန်းကိုလာပြတာအဲ့တော့ကျွန်တော်တို့ဒီမှာရေတောက်တဲ့ဒီနီလန်းတွေဘာတွေတေချာပြောပြရတယ်အဲ့တော့အဖိုးမှာသွားကြည့်လိုက်တာရေတစ်ရက်ကို1လီတာတော့မပြည့်ဘူးတောက်တာတကယ်ပြောရရင်ဒါကလည်းကျွန်တော်တို့ဒီရေတောက်တာနေတဲ့အတွက်ဒီ green ဘိုင်းမှာကောကျွန်တော်တို့ဒီခန္ဓာကိုယ်ပိုင်းမှာဘာဖြစ်နေတော့အသားရည်တွေ6တွေ့နေတဲ့ခန္ဓာကိုယ်ပိုင်းက green ဘိုင်းမှာကြတော့လေကျွန်တော်တို့ဒီ green 6တဲ့ပြဿနာတွေဒါဖြစ်နေတာပေါ့နော်ဒါပေမဲ့ green 6တာရဲ့နောက်ဆက်တွဲကသူဘာဖြစ်နေလဲဆိုတော့အခုရှာမှာကွဲတာနေလာပြတာမျိုးပေါ့ဒါတော့ကျွန်တော်အခုရေတောက်တာနေတဲ့ဥစ္စာကိုဒါပြောပြနေတာပေါ့နော်အဲ့တော့တကယ်များတယ်ဆိုရင်ပြဿနာဘာဖြစ်နိုင်လဲခုနကပြောလို့တနာရီကို48အောင်စထက်မပိုရဘူးတဲ့အဲ့လားအရေးကြီးတယ်48အောင်စထက်မပိုရဘူးဆိုတော့တနာရီမှာ48အောင်စထက်ပိုရင်ဒါမကောင်းပေါ့ဒါဆိုရင်တော့3လီတာကျော်သွားပြီရေကဟုတ်ပြီနော်အဲ့တော့ဘာပြဿနာရှိလာနိုင်လဲဆိုတော့ hyponatremia လို့ခေါ်တယ်တကယ်ပြောရရင်တော့စားဓာတ်နည်းသွားနိုင်တယ်စားဓာတ်နည်းသွားနိုင်တယ်ခန္ဓာကိုယ်မှာစားဓာတ်ကလည်းအရင်နည်းသွားလို့မရဘူးတကယ်ပြောရရင်တော့ရေနဲ့စားနဲ့ကဘာဖြစ်နေရမလဲကျွန်တော်ဘဲလန့်ညီအိုပေါ့ချိန်ခွေမှာလို့ပဲဘဲလန့်ဖြစ်နေရမယ်တကယ်လို့ရေနည်းသွားရင်ထုံးစံတိုင်းပဲစားဓာတ်များသွားမှာပဲရေအရင်များသွားရင်စားဓာတ်နည်းသွားမှာပဲဒီတဘောပဲဒီ concentration ကအလယ်မှာရှိနေရင်တော့ပိုကောင်းတယ်ဒါပေမဲ့လူတစ်ယောက်ကလည်းဒီအလယ်မှာရှိနေဖို့ကိုသူကဘာလုပ်ပေးထားလဲဆိုတော့ mechanism ပေါ့ auto mechanism ရထိန်းပြီးထားတယ်ဒီတဘောပဲဒါကတော့အခုဒီ hydration strategy ထဲမှာကျွန်တော်အဲ့ဒီပေါ့ရေတောက်တဲ့အချိန်မှာမိနစ်20တခါအလန်းလေး
လှုပ်ထားစေချင်တယ်ပေါ့ဒါဖုန်းနဲ့အလန်းလှုပ်လို့ရတယ်လीအလွယ်ဆုံးကတော့ဖုန်းနဲ့အလန်းလှုပ်ထားလို့ရတယ်မိနစ်20တိုင်းတစ်ခါရေတောက်ရမယ်ပေါ့နော်ရေတောက်တာတစ်ခွက်ဆိုရင်လုံလောက်တယ်ရေတစ်ခွက်ဆိုရင်ကျွန်တော်တို့8အောင်စားပါတယ်ဆိုတော့8324ဆိုတော့ကျွန်တော်တို့ဒီအခုနိုင်60ဟို sorry မိနစ်60ဆိုတော့တနိုင်မှာမှကျွန်တော်တို့ကရေကိုဒါ3ခွက်ဝင်မယ်ပုံမှန်တိုင်းပေါ့အဲ့ဒီတိုင်းဝင်သွားရင်ဒါလုံလောက်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါရေတောက်တဲ့ဒါ strategy ကိုကျွန်တော်တို့ကဒါဟိုပေါ့မမေ့အောင်ကျွန်တော်တို့ကအလန်းလေးနဲ့လုပ်တဲ့နီးလန်းပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အပြင်ထွက်တာပဲဖြစ်ဖြစ်ကျွန်တော်အပြင်ထွက်တော့မယ်လို့လုပ်ပြီးဆိုရင် prehydration method လို့ခေါ်တာပေါ့ prehydration ဆိုတာအပြင်ထွက်ခံဒီမှာရေလေးတေချာတောက်သွားတာထွက်ပြီးတောက်ပြီးမှအပြင်ထွက်တာဒီလိုအခုနွေရာသီပေါ့အခုလိုပူတဲ့အချိန်မျိုးမှာဆိုရင်ရေတောက်ပြီးမှအပြင်ထွက်တာမျိုးဒါလည်းလုပ်လို့ရတယ်ပြီးတော့ဘာကိုရှောင်ရှားရမလဲဆိုတော့ dehydration fluid တွေရှိတယ်တကယ်ပြောရရင် dehydration fluid တွေရေဓာတ်ကိုဆုံးရှုံးစေတဲ့ဒါ fluid အရည်တွေရှိတယ်တကယ်ပြောရရင်ကဲနံပါတ်1ထိပ်ဆုံးပါတာတော့ alcohol အရက်ပါတယ်ဒီလိုပူတဲ့ရာသီမှာအရက်တောက်ခြင်းဒါဘာဖြစ်တတ်လဲဆိုတော့ရေဓာတ်ဒါဆုံးရှုံးတာဒါအားပေးတယ်ပေါ့တကယ်ပြောရရင်တော့အားပေးတယ်အရက်ပါတယ်ပြီးတော့ကျွန်တော်တို့ caffeine တက်များတဲ့တချို့ energy drink တွေ caffeine တက်များလွန်းတဲ့ energy drink တွေပါတယ်caffeine တက်များလွန်းတဲ့တချို့ကျတော့ coffee ပေါ့ coffee ကိုအရင်ခါတောက်တာမျိုးဒါမျိုးတွေလည်းပါတယ်သတိထားမှာပေါ့နော်ဒါကတော့နောက်တစ်ခုကတော့soda တွေအရင်တောက်တာလည်းပါတယ်အဲ့လာကဘာဖြစ်စေလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ body ရဲ့ temperature ကိုထိန်းညှိတဲ့ဒါ mechanism ကိုအနှောက်အယှက်ပေးနိုင်တယ်ဒါကတော့အခုကျွန်တော်ပြောသွားတာဒါကာကွယ်နည်းထဲမှာမဖြစ်အောင်ကာကွယ်နည်းထဲမှာဒါရေဓာတ်ကိုကျွန်တော်တို့ကထိန်းသိမ်းဖို့ပေါ့နော်ရေတောက်ပြီးထိန်းသိမ်းဖို့ပေါ့ထိန်းသိမ်းပြီးမှဒီ heat stroke မဖြစ်အောင်ဒါကာကွယ်လို့ရတယ်နောက်တဲ့နံပါတ်1အချက်ကတော့ကဲကျွန်တော်တို့ကဲအပြင်ထွက်တာပဲဖြစ်ဖြစ်ဒါအိမ်ထဲမှာနေတာပဲဖြစ်ဖြစ်ပေါ့အိမ်ထဲမှာနေရင်တော့ကျွန်တော်တို့ရဲ့အဝတ်အစားပေါ့အဝတ်အစားတွေကိုဒါပေါ့ပါဝတ်တာဥပမာခြိသားနိုင်လွန်ဆိုခြိသားမျိုးဝတ်တာအဲ့လိုမျိုးပေါ့ခြိသားအင်ကြီးမျိုးဝတ်တာမျိုးအင်ကြီးကိုပေါ့လေးဝတ်တာမျိုးပေါ့ပါဒါဝတ်တာမျိုးပေါ့ဒါမျိုးလေးတွေလုပ်လို့ရတယ်ဒါအဝတ်အစားပိုင်းပေါ့နော်တကယ်လို့အပြင်ထွက်ရပြီဆိုရင်လေကျွန်တော်ဒီဆန်းကိုနေအောင်ကြီးကိုကာကွယ်ဖို့အတွက်ပေါ့နေအောင်ကြီးကိုကာကွယ်ဖို့အတွက်ခုနအဝတ်အစားမှာဆိုရင်တော့ဒါ light weight တွေဝတ်တာခုနပေါ့ပါဝတ်တာအင်ကြီးကိုအယောင်နေနဲ့ဆိုရင်တော့အယောင်ဖြော့ဝတ်တာကာလာအနက်ကာလာရင့်တာထက်ကာလာဖြော့တာကနေအောင်ကြီးကိုသူက reflect ပြန်လုပ်နိုင်တယ်ပြန်ပြီးတော့မလုပ်နိုင်လဲ reflect ပြန်လုပ်နိုင်တယ်အယောင်ရင့်တာနက်တဲ့အနက်ရောင်ဒါကာလာတွေကကြတော့အပူကိုသူကဘာပြန်လုပ်လဲဆိုတော့absorb ပြန်လုပ်တာabsorb ဆိုတော့စုပ်ယူထားတဲ့အတွက်တော့ဘာဖြစ်လဲဆိုတော့ပို့ပြီးတော့ပူတဲ့အိုက်တဲ့ခံစားချက်ကိုဒါဖြစ်စေနိုင်တယ်ပေါ့နော်ဒါကတော့ဒါအဝတ်အစားရကာကွယ်တဲ့နီးလန်းပေါ့နောက်ကတော့အပြင်ထွက်ပဲဖြစ်ပါပဲဖြစ်တချို့ကြတော့လေနေကာမျက်မှန်လေးဝတ်တာပေါ့နော်ဒါကတော့ style ထုတ်တာမဟုတ်ပဲများတာမဟုတ်ဘူးတကယ်ပြောရရင်တော့ဒီလိုຫນွေပူတဲ့အချိန်မှာဒီအရန်ပူတဲ့အချိန်မှာနေကာမျက်မှန်ဝတ်ခြင်းကလည်းတကယ်ပြောရရင်တော့ဒီနေအောင်ကြီးကိုဒါအများကြီးဒါမျက်စိအတွက်ကိုလည်းဒါကာကွယ်ပေးနိုင်တယ်ဒါပေမဲ့ခုနပြောလို့ပေါ့ဟိုနေမပူတဲ့အချိန်ဝင်ရင်တော့ကြောင်ကြီးတော့ဖြစ်တာပေါ့ဒါပေမဲ့နေပူတဲ့အချိန်အဓိကဒါ sun glove ပေါ့ဒါဝတ်တင်တယ်ပေါ့နော်နေကာမျက်မှန်ကဒါစောင်းတင်တယ်ပြီးရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်ဒီအရေပြားပေါ့မျက်နှာနဲ့ဒါအရေပြားပိုင်းတော့ဘာနဲ့ကာကွယ်လို့ရလဲဆိုတော့ကျွန်တော်တို့က sun cream နေနဲ့ကာကွယ်လို့ရတယ် sun cream မှာ SPF 30အထက်ပါတဲ့ဒါ sun cream မျိုးကိုသုံးပြီးတော့ဒါကာကွယ်လို့ရတယ်ဒါကတော့ heat stroke မဖြစ်အောင်ကာကွယ်တဲ့နံပါတ်1နီးလန်းနံပါတ်3နီးလန်းကတော့ကျွန်တော်တို့ရဲ့ဒီ environment ကိုကိုယ့်အကိုချိန်မယ်ပတ်ဝန်းကျင်အောင်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးချိန်လို့ရလဲဆိုတော့ကျွန်တော်အိမ်ထဲမှာနေရင်တော့အခုနောက်ပိုင်း aircon ဖွင့်တာပေါ့ aircon ဖွင့်ကြပါပေါ့ aircon အပူချိန်ကိုတော့ခုနပြောလို့အပူချိန်ခုန18တို့20တို့အဲ့လိုမျိုးထားတာတက်ဆိုင်ရင်အပူချိန်ကိုခံမှန်းကြည့်ကျွန်တော်တို့ဒီမှာထားရင်တော့အိမ်မှာထားရင်ပေါ့နော်ဒါဟို23 24အဲ့လောက်ဝန်းကျင်ကိုထားတယ်24 24ပေါ့နော်အဲ့လောက်ဝန်းကျင်ထားတာပို့အဆင်ပြေတယ်အရင် high 18လောက်ဒါတချို့ aircon တွေဆို16ထိပါတယ်15 degree centigrade ထိပါတယ်တကယ်ပြောရရင်ဒီ air conditioner ကကျွန်တော်တို့ရဲ့ဒီ room temperature ကို15 degree centigrade မှာဖြစ်အောင်ထိန်းထားတာအဲ့လိုဆိုတော့ဒါအေးတာတော့မှန်တယ်ကောင်းတယ်ဒါပေမဲ့ရုတ်တရက်ထွက်လိုက်တဲ့အချိန်မျိုးမှာအပူချိန်ကကျွန်တော်အခု15 degree centigrade ကနေထွက်လိုက်တဲ့အချိန်မှာအပူချိန်ကဥပမာအပြင်က
40လောက်ဖြစ်နေရမျိုး39 degree centigrade လောက်ဖြစ်နေရမျိုးဆို high ရုတ်တရက် high change ဖြစ်သွားရင် heat stroke အခက်မတင်ရနိုင်တယ်ဒါလည်းသတိထားရပဲအဲ့တော့ဟိုရုတ်တရက်မူးလဲတာတချို့ mic ကနေဖြစ်သွားတာဒါလည်းဒါ heat stroke ရဲ့လက္ခဏာတွေထဲမှာပါတာ哦အဲ့လိုဆိုတော့ဒါမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ဒီအခန်းမှာပဲတကယ်လို့ကဲအိမ်ထဲမှာပဲနားတာမျိုးပါမျိုးဆိုရင်တော့ဒီကျွန်တော်တို့ရဲ့ room temperature ကအကျယ်မြင့်23 24လောက်ဒါထားထားရင်ပို့ပြီးတော့ safe ဖြစ်တယ်အဲ့ဒါဆိုရုတ်တရက်အပြင်ထွက်လိုက်တဲ့အချိန်မျိုးမှာလည်းနည်းနည်းလေးဒါဟိုမူးကနေ mic ကနေဖြစ်တာမဖြစ်အောင်ဒါခံတာတယ်ပေါ့နော်ဒါပေမဲ့ပို safe ဖြစ်တာကတော့ဥပမာကျွန်တော်တို့ကရုတ်တရက်အပြင်ထွက်မယ်ဘာညာဆိုရင်အရေးထဲမှာခဏလောက်10စက္ကန့်စက္ကန့်20ခဏလေးနားပြီးမှထွက်တာမျိုးဒါမျိုးဆိုရင်ပို့အဆင်ပြေတယ်ဥပမာကျွန်တော်တို့ဒီအခန်းရဲ့ room temperature 24 25ရှိတယ်23ရှိတယ်ထားပါတော့အဲ့ကနေကျွန်တော်တို့ကဒီအခုအပူချိန်က39လောက်ရောက်နေတယ်ကဲရုတ်တရက်ထွက်တော့မယ်ဆိုရင်အဲ့လိုမျိုးထွက်တာတဲ့ဆိုင်အရေးကလေးမှာခဏလေး10စက္ကန့်20လောက်ခဏနားပြီးမှထွက်သွားတာမျိုးဒါမျိုးဆိုရင်ဒါပို့ပြီးတော့အဆင်ပြေတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဟိုပေါ့အပူခန္ဓာကိုယ်ရဲ့အပူချိန်ကိုဒါ balance လုပ်ဖို့အတွက်ကျွန်တော်တို့ကအချိန်လေးတစ်ခုပေးလိုက်တဲ့သဘောမျိုးတက်ရောက်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီအပူဆုံးအချိန်ဒါ UV radiation နဲ့အပါတာအများဆုံးဒီနွေရာသီရဲ့တကယ်ပြောရရင်တော့ဒီနေရဲ့အပူဆုံးအချိန်က10နာရီမနက်10နာရီနဲ့ကနေပြီးတော့ညနေ4နာရီလောက်ထိပေါ့တက်နိုင်တဲ့လောက်တော့ဟိုမထွက်ရင်ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အောက်တိုးပေါ့အပြင်အလုပ်လုပ်ရတဲ့လူတွေကြတော့ဒီအချိန်ထွက်ရတာ哦ထွက်ရတာဖြစ်တဲ့အတွက်ကျွန်တော်ခုနကပြောတဲ့နီလန်လေးပေါ့အပူအေးရုတ်တရက်အပြောင်းလဲလုံးမဲ့အချိန်မျိုးမှာဒါစက္ကန့်20လောက်10စက္ကန့်20အနည်းဆုံးတော့10စက္ကန့်ပေါ့နော်အဲ့လောက်နားပြီးမှအပြင်ထွက်တာဥပမာအပြင်ကပြန်လာရင်လေဒီ aircon ခန်းဥပမာ shopping center တို့ပါတော့တချို့ဝင်တော့မယ်ဆိုရင်ရုတ်တရက်ဝင်တာတက်ဆိုင်ရင်တန်းဝင်တာတက်ဆိုင်ရင်အပြင်မှာခဏလေး15စက္ကန့်10စက္ကန့်လောက်10စက္ကန့်20လောက်နားပြီးမှဒီကျွန်တော်တို့အရေးထဲမှာခဏနားပြီးမှ aircon ခန်းထဲကိုဝင်တာမျိုး shopping center ကိုဝင်တာမျိုးဒါမျိုးလုပ်လို့ရတယ်ဒါကတော့ကျွန်တော်ဒီနေ့ပြောသွားတာကတော့ကျွန်တော်အခု heat stroke မဖြစ်အောင်ကာကွယ်လို့ရမယ်နီလန်းလေးတွေကိုကျွန်တော် sharing လုပ်ပေးခဲ့တာပါကျွန်တော်မနက်ဖြန်ဗီဒီယိုမှာတော့ထပ်ပြီးတော့ဘာကြောင့်ထပ်ပြောချင်လဲဆိုတော့ဘာကြောင့်ထပ်ပြီးတော့ sharing လုပ်ပေးချင်လဲဆိုတော့ဒီ heat stroke ဖြစ်လာရင်ပေါ့အရေးပေါ်ကဲတင်လို့ရမယ်နီလန်းလေးတွေကိုကျွန်တော်မနက်ဖြန်မှာထပ်ပြီးတော့ sharing လုပ်ပေးသွားပါဦးမယ်ခင်ဗျာအဲ့တော့ဒီနေ့ကျွန်တော်အခုပြောသွားတဲ့ဗီဒီယိုလေးကနေပြီးတော့ဘူးတုဒရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးတုဒတွေရရှိသွားတယ်ဆိုတော့ထုံးစံတိုင်းအခုဗီဒီယိုလေးအောက်မှာ yes လို့မှန်ခဲ့ပေးလို့ရပါတယ်သွားကျမ်းမာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အထွေထွေကျမ်းမာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သိချင်တဲ့အကြောင်းအရာလေးရှိရင်လဲ comment မှာရေးထားပေးခဲ့လို့ရပါတယ်ရေးထားပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးမှာထပ်ပြီးတော့ sharing လုပ်ပေးသွားပါဦးမယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ